စာမွေးပွဲစစ်ဆေးသူကပြန်ပွဲစီးမြင့်တွေကိုကြီးညာလိုက်တာနဲ့အားလုံးကချက်ချင်းပဲပကြီးဆွဲကြတယ်။ကောင်းလေးတယောက်ပဲမျက်လုံးတွေကိုဖြည်းဖြည်းချင်းမိတ်လိုက်တယ်။အားလုံးကသူ့လက်လျှော့သွားပြီလို့ထင်တဲ့အချိန်မှာပဲမျက်လုံးဖွင့်ပြီးစာမွေးပွဲခန်းထဲကနေထွက်သွားကြတယ်။ဒိုင်လူကြီးတွေအံ့ဩသွားပေမဲ့သူ့ကိုမတားဆီးကြဘူး။ပြန်ပွဲဝင်တွေခမ်းမထဲမှာပဲနေရမယ်လို့စီးမြင့်တွေမှာဘယ်တော့မှမဖော်ပြထားပေမဲ့ကောင်းလေးကပြန်ပွဲကနေထွက်သွားပြီးပျော်ပါဖို့ထွက်သွားပြီလို့အားလုံးကယူဆကြတယ်။သူတို့မသိတာကပွားအဲ့တော့ကိုယ်တိုင်သွားကြည့်ဖို့ထွက်သွားခဲ့တာပဲပွဲတော်ကိုပကြီးဆွဲဖို့တာဝန်ကဖြစ်ပေမဲ့ပြန်ပွဲဝင်တယောက်မှခမ်းမထဲကနေထွက်သွားပြီးတကယ်အဖြစ်အပျက်ကိုလေ့လာဖို့ဆန္ဒမရှိကြဘူးအဲ့ဒီအစားသူတို့ကစိတ်ကူးစိတ်တန်းနဲ့ပကြီးဆွဲကြတယ်ကောင်းလေးတယောက်ထဲကသာတကယ်အဖြစ်မှန်ကိုဖမ်းယူဖို့အတင်းကျပ်တောင်းဆိုကြတယ်ပွဲတော်ကိုကြည့်နေတော့အမျိုးသမီးတယောက်ကသူ့စီလာပြီးသူ့ပုံတူကိုရေးဆွဲပေးဖို့တောင်းဆိုတယ်အဲ့ဒီအချိန်မှာကောင်းလေးကအဲ့ဒီခေတ်ကအမျိုးသမီးတွေဟာပွဲတော်တွေနဲ့ပွဲတော်တွေမှာပဲအိမ်ကနေထွက်ခွင့်ရှိတယ်ဆိုတာတတိယသွားတယ်သူဝမ်းသာအားရသဘောတူလိုက်တဲ့ပုံတူအတွက်လဲလှယ်တဲ့အနေနဲ့အမျိုးသမီးကသူ့ကိုသူမရဲ့အပေါ်ဝေးယုံကိုပေးလိုက်တယ်ပြီးတော့ကောင်းလေးကအမျိုးသမီးတယောက်လိုဟန်ဆောင်ပြီးအမျိုးသမီးတွေစုဝေးရကိုရောနှောသွားတယ်တခြားသူတွေလစ်လူရှုထားတဲ့လူတွေကိုပကြီးဆွဲခြင်းခဲ့တယ်မြေကမ်းဘေးမှာရေထဲမှာဆော့နေတဲ့အမျိုးသမီးတွေကိုသူကယူတစိုက်ကြည့်လိုက်တယ်ပြီးတော့အနီယာဝစ်စုံဝစ်ထားတဲ့အမျိုးသမီးတယောက်ကသူ့စီလာပြီးရင်းခုန်ပုတ်ခေါ်သွားတယ်သူလေထဲမှာလွှဲလိုက်တဲ့အခါသူ့ပတ်ဝင်းကျင်ကမြင်ကွင်းကိုတတိထားမိပြီးသူ့စိတ်ထဲမှာပကြီးကားတစ်ချက်တဖြည်းဖြည်းပေါ်လာတယ်သူချက်ချင်းပဲပုံဆွဲစပြုလာတယ်မကြခင်မှာပဲပွဲတော်ရဲ့ကွက်ကွက်ကွင်းကွင်းပကြီးကားတစ်ချက်စာရွက်ပေါ်မှာပေါ်လာတဲ့အမျိုးသမီးတွေကအံ့ဩတကြီးနဲ့စုဝေးပြီးအမှုပညာလက်ရာထဲမှာသူတို့ကိုယ်သူတို့ရှာဖွေနေကြတယ်တစ်ချိန်တည်းမှာပဲတခြားပြိုင်ပွဲဝင်တွေကစာမွေးပွဲခမ်းမထဲမှာပဲကြံနေခဲ့ကြတယ်ညရောက်လာတဲ့အထိတောင်သူတို့တစ်ခဏလေးတောင်မဖြုံးတိကြဘူးဒါပေမဲ့ပကြီးကားတင်သွင်းဖို့ပြန်လာတဲ့လမ်းမှာတပ်ပေးတစ်ခုကြားရောက်ခဲ့တဲကောင်လေးကိုရုတ်တရက်တိုက်ခိုက်ခဲ့တယ်တိုက်ခိုက်သူကသူ့ကိုစွန့်ပစ်ထားတဲ့ရေတွင်းနဲ့ပစ်ချပြီးသူ့ရဲ့အမှုပညာလက်ရာကိုခိုးယူသွားတယ်တိုက်ခိုက်သူကိုမင်းမျိုးမင်းတွေတယောက်ကငှားရမ်းထားတာဖြစ်မှန်းသိလိုက်ရတယ်မင်းမျိုးမင်းတွေကပကြီးကားကိုအပိုင်းပိုင်းဆုပ်ခဲလိုက်တာကြောင့်ဘယ်သူမှသူ့သားနဲ့ပထမဆုံးအတွက်ရှင်းပြနိုင်မှာမဟုတ်ဘူးကံကောင်းထောက်မစွာပဲကောင်လေးရဲ့ဆရာကတခုခုမားနေတယ်ဆိုတာသိလိုက်ရပြီးသူ့ကိုလိုက်ရှာခဲ့တယ်အပြင်းထန်ရှာဖွေပြီးနောက်ရေတွင်းထဲမှာကောင်လေးပိတ်မိနေတာကိုနောက်ဆုံးတော့သူတွေ့ခဲ့တယ်အဲ့ဒီအချိန်မှာပြန်ပွဲမှာအချိန်နဲ့ငယ်တာကြမ်းတော့ပေမဲ့ကောင်လေးကထိတ်လန့်တုန်လှုပ်ခြင်းမရှိပါဘူးသူဟာသူ့ရဲ့မူရင်းပကြီးကားရဲ့အသေးစိတ်အချက်လက်တိုင်းကိုတည်ငြိမ်စွာပြန်မှတ်ရနေခဲ့ပါတယ်ပြီးတော့စုပ်တဲ့တစ်ချောင်းကိုကောက်ယူပြီးအစကနေပြန်ဆက်ခဲ့ပါတယ်ဒီတစ်ခါမှာတော့သူ့ကိုလှုပ်ဆော်ပေးခဲ့တဲ့လစ်လူရှုခံထားရတဲ့အမျိုးသမီးတွေကိုဂရုတစိုက်ပြန်လဲဖန်တီးခဲ့ပါတယ်မကြခင်မှာပဲနေရအနှံ့ကပြန်ပွဲဝင်တွေဟာကြည့်ရှုဖို့စုဝေးခဲ့ကြပါတယ်သူတို့ဟာသူ့ရဲ့လက်ရရဲ့ရဲရင်မှုနဲ့ဖန်တီးနိုင်စွမ်းကိုချီကျူးကုန်ပြုခဲ့ကြပါတယ်နောက်ဆုံးစက္ကန့်မှာပဲကောင်လေးဟာပကြီးကားကိုအပြီးတက်နိုင်ခဲ့ပါတယ်သူ့ရဲ့အမှုပညာလက်ရာဟာတခြားပကြီးကားတွေနဲ့မတူဘဲထင်ရှားနေပါတယ်ပကြီးကားရဲ့ဖွဲ့စည်းမှုနဲ့ရှုထောင့်ကနေအယောင်သုံးပြုမှုအထိအရာအလုံးကထူးခြားတဲ့အမှုပညာပါရမီကိုဖော်ပြနေပါတယ်ဒါပေမဲ့မှုမတ်တွေကအကြောင်းအရာကိုအထင်သေးခဲ့ကြပါတယ်ရလက်အနေနဲ့ကောင်လေးဟာတမတ်ပဲရရှိခဲ့ပါတယ်မှုမတ်ရဲ့သားဟာပြိုင်ပွဲရဲ့အနိုင်ရသူနဲ့ချန်ပီယံအဖြစ်ကြေညာခံခဲ့ရပါတယ်ဝမ်းနေကြီးကွာတဲနေတဲ့ကောင်လေးဟာထွက်ခွာဖို့ပြင်ဆင်ခဲ့ပါတယ်ပြီးတော့အားလုံးအံ့အားသင့်သွားစေမဲ့အထူးကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်ကောင်လေးဟာအတူတကွပထမဆုံးရရှိခဲ့ပါတယ်ဘရင်ကိုယ်တိုင်လည်းပကြီးကားကိုမြင်တွေ့ခဲ့ရပါတယ်ကောင်လေးရဲ့လစ်လူရှုခံထားရတဲ့လူတွေကိုတတိထားမိပြီးသူတို့ကိုလှပစွာပုံဖော်နိုင်စွမ်းကိုသူလေးစားအားကြခဲ့ပါတယ်အမှုပညာလက်ရာကြောင့်ဘရင်ကသူ့ကိုကိုယ်တိုင်ပထမဆုံးပေးအပ်ခဲ့ပါတယ်